တော်တို့ဒီနေ့ဘောကောင်ပေးလိစီပါပဲဆိုင်ရဲကဘာဒီပါစံတော်ထုတ်ပေါ်သတ်မှတ်နေတဲ့ရှိတောင်းလာပြီးတွေကိုအကြမ်းဖက်ပြုခွင့်ပြုတော့ဒါသာအားလေးတိကျတယ်ရပြည်တဲ့ကိစ္စပေါ်မှာကျွန်တော်တို့လက်ရှိအစိုးရကိုကဲခွဲရှုံချလိုက်တဲ့ဒီနေရာမှာကျွန်တော်လာပြီးတော့သူရုံးဆန္ဒပြကြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒီလှုပ်ရှားမှုကနေပြီးတော့ပထမဆုံးကျွန်တော်တို့ကမျိုးသားလွတ်မြောက်ရေးအရာစုဓမ္မပြည်ရဲ့အဖွဲ့ဒီရက်ကိုကျွန်တော်တို့ဖတ်ပြီးတော့၎င်းရေးတွေဓမ္မပြည်ရဲ့ရေးတွေကိုကျွန်တော်တို့ဒီမှာရိုက်ထားပြီးတော့တော့ပေါ့ပဲပေါ့ရောဘေးကအပေါ်အနေနဲ့တက်တယ်အဲ့ကျွန်တော်တို့အောက်နေဆက်ရတယ်တော့ရအဲ့ဒီနဲ့တက်ဖို့တော့ဖတ်ပြအောင်ကျွန်တော်တို့လက်ပတော်တော်ဒီနာရဲ့ရဆိုင်ရဲ့တော်ကထုတ်ပေါ်နေတာကိုပြရလေရအားရှင်လူတောင်းတာပြည်သူများတမ်းပဲသူ့ခွေးမှုပေါ်ဘောတော်ထုတ်ပြန်ချက်ရဒီမှာ30ရက်ခုနှစ်လက်ပတော်တော်ကျင်းဒီစီမာကြီးဘောပြီးလို့သူ့ပေါ်ရင်လုံသားများလုံးကြီးလုံသမားမပြေလည်ဘူးတိုင်းပြည်တိုင်းပြည်အားလုံးသတ္တဝါသာပြီးကျေတော်တကယ်များဒီကြောင့်တဲ့ရင်ဆိုင်နေကြရတော့ဒီလူကြီးအတတ်ပြေဖို့ဒီနာမပြည့်စုံတယ်လက်ပတော်တော်ဒီစီမာကြီးရဲ့ဆိုင်ရဲ့ရဲကြတော့သပိမောက်တန်တဲ့ထုတ်ပေါ်တတ်ပါနေကြတော့ရဟန်းရှင်သူတောင်းသားပြည်သူများအကြမ်းဖက်ဖြိုခွင်းခြင်းနဲ့ဖမ်းဆီးရဲယူမှုများပြုလုပ်နေပြီးဦးတိုင်းစိန်ချက်ဖို့အစိုးရ၏လုံးရများပြင်းထန်စွာရှုံချလိုက်သည်ချက်ဖို့အစိုးရ၏လုံးရသည်လက်လက်မဲ့ရဲချမ်းစွာခိုင်သပိတ်လုံးနေကြသူများလက်လက်ကိုင်ရဲတပ်ဖွဲ့မှလက်လက်ကိုင်တပုံစကားနေရတဲ့ပြည့်ဝင်ရောက်စင်းင်းတိုက်ခိုက်သည့်ပမာလုံးစွာအယုတ်ဆုံးအကြီးကစေပြီးလူစိတ်မရှိသူများမှလူမဆန်လိလုံးရက်ကိုလုံချင်းဖြင့်စေအာနာရှင်ဆက်လက်တည်ရှိနေခြင်းကိုကြားသလိုက်ခြင်းဖြင့်ဖြစ်သည်။ချက်ဖို့ဆိုရ၏လုံးရက်များသည်တိုင်းပြည်၏ရေရှင်ကျိုးစည်းဝါအားရက်ွယ်ပြုဆောင်ရွက်နေခြင်းဖြစ်ပြီး၎င်းတို့အကျိုးစီးပွားကိုသာရှေ့ရှုလောက်ဆောင်နေခြင်းမှာရေပြည်မှာစင်တော်သလိုထင်ရှားနေပြီ။တိုင်းပြည်အာဏာကိုဆက်လက်ထိန်းချုပ်တော်လှန်ရေးအတွက်နောက်ကျောင်းပြန်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းရခိုင်ပြည်နယ်ပဋိပက္ခရေးခါကြီးမှုနဲ့ဇပတော်တော်လူမှုမတည်နိုင်မှုကိုဖန်တီးတဲ့လောက်ကျော်တွေကအထိုင်မှာသက်သေခံနေပြီ။ကျွန်တော်တို့မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာထွန်းကားရာမြန်မာနိုင်ငံဖြစ်သည့်အပြင်ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်စစ်ဘက်ဆိုင်ရာအာဏာပိုင်များသည်ဗုဒ္ဓဘာသာဝင်တို့၏အထင်ရနေသူလေးပြဖြစ်သောတတိကျလာပြနေပါသည်။ဒါရောများရရဆက်ဆက်အကြမ်းဖက်ဝင်ရောက်နေမှုကြောင့်ဒါရောများနှင့်ဒေသခံလူထုများစွာယနေ့ကြီးမားပြီးစိတ်တိုင်းဒါရောရရှိပြီးကျေတော်ကျေပူတောင်းခံရရတယ်။လက်ရှိဖြစ်ပေါ်နေသည့်အဖြစ်အပျက်များသည်တိုင်းပြည်အတွင်းစစ်မှန်ပြီးနိုင်ငံရေးပြောင်းလဲစီးပွားရေးပြောင်းလဲများမရှိသည့်အပြင်2008ဖွဲ့စည်းပုံခြေခံဥပဒေသည်လည်းတရားမျှတမှုမရှိကြောင်း၎င်းတို့ကိုယ်တိုင်ကရေးဆွဲပြဋ္ဌာန်းသောထိုဥပဒေကိုလူသလိုသင်သလိုလွယ်သုံးသောလုပ်နေကြောင်းပေါ်ပြပါလုံးရများကခြေတင်ရှောက်ကြသက်သေခံနေပြီးထို့ပြင်လူ့ဝေရေးချိုးဖောက်မှုများကအစိုးရကိုယ်တိုင်ကကြောင်ပြောင်တင်းတင်းကျူးလွန်လေကြောင်းပေါ်ပြလိုက်ခြင်းလည်းဖြစ်သည်နိုင်ငံတော်၏သဘာဝရင်းမြစ်များမပြည့်စည်မဆုံးရှုံးမတိတ်ရောသေး၍ဘုရားတာသတိကစောက်အမွေနှင့်များနှင့်တရုတ်လူမျိုးများ၏စီးပွားရေးလူမျိုးရေးရကျူးကျော်တဲ့ချက်လာမှု
အလျာမထိန်းသိမ်းပါကွယ်လိုသည့်ရဟန်းရှင်လူတောင်းသားပြည်သူတို့၏မျိုးချစ်စိတ်ဓာတ်နှင့်တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ကိုလက်ရှိဦးသိန်းစိန်ဆိုရမှရိုက်ချိုးစော်ကားလိုက်သည့်ဖြင့်နိုင်ရသူတရားသားများတယောက်ချုံဆက်သွင်းနေသည့်ရုပ်ရပင်ဖြစ်ပေသည်လည်းလည်းကဖွဲ့ပြီးသားနဲ့တောင်မှဆက်ဆက်ဆွေးနွေးကြည့်တိုင်းပဲတွေ့ရှာမယ်ဆိုတဲ့စစ်ဆိုရနေနဲ့လေးစားစွာထိုင်တပိတ်ပြုလုပ်နေကြတော့ရဟန်းရှင်လူကျောင်းသားပြည်သူများနဲ့တွေ့ဆုံညှိနှိုင်းရသည့်အစားယခုတော့အကြမ်းဖက်နှိမ်နင်းခြင်းသည်ပြဿနာကိုပုံမကြီးသွားအောင်ဖန်တီးရရောက်ပြီးဒီမိုကရေစီတည်ကူးပြောင်းရေးစီတို့ဒီပုဂ္ဂိုလ်ဦးစီးခေါ်ဆောင်နိုင်တဲ့လူတွေဒါကြောင့်ဦးသိန်းစိန်ဆိုရနေဖြင့်ဖန်တီးတော်သူများချွေးချက်မရှိချက်ချင်းပြန်လွတ်ပေးပြီးအကြမ်းဖက်များခေါ်ထုတ်ပေးမှုများခေါ်ထုတ်ရေးစုပေးရဒီလူလူဆန္ဒဖြင့်တောင်းဆိုသည့်